အားလုံးပဲမင်္ဂလာပါထူထပ်တဲ့ violinist အနေနဲ့ပြန်လည်ကြိုဆိုရတဲ့ဒီကနေ့မှာတော့ theoretical တဲ့ကမှာလိုအပ်တဲ့ rhythm beats notes တွေနဲ့ music symbol တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ note value chart မှာဆိုလို့ရှိရင်တော့ notes ရဲ့တန်ဖိုးတွေ rest ရဲ့တန်ဖိုးတွေနဲ့ဒီ notes တွေကို American name British name နှစ်ခုနဲ့ဖော်ပြထားတာကိုမြင်တွေ့နေရမှာဖြစ်ပါတယ်အခုပထမဆုံးမြင်တွေ့နေရတဲ့ notes ကတော့ whole note လို့ခေါ်တယ်သူရဲ့ဘေးနားမှာရှိနေရတာကတော့ rest ပေါ့နော် whole note လိုပဲ whole rest ကလည်းသူ့ရဲ့တန်ဖိုးက၄ချက်ရှိပါတယ်ဒါပေမဲ့မတူတာကတော့ whole note ကတော့တီးခတ်ရတယ်ဒါပေမဲ့ rest ကကြတော့တီးဖို့မလိုဘူးပေါ့နော်ဒါပေမဲ့လည်း you still need to count ပေါ့နော် count လုပ်ရမယ်သူရဲ့တန်ဖိုးက၄ချက်ရှိတယ်သူ့ကို American name မှာ whole note လို့ခေါ်ပြီးတော့ British မှာတော့ semi brave လို့ခေါ်ပါတယ်ဆက်ပြီးသွားလိုက်မယ်ဆိုလို့ရှိရင် half note ကိုတွေ့ရမယ် half note ကို British လိုကတော့ minimum လို့ခေါ်ပါတယ်သူရဲ့တန်ဖိုးက2ချက်ရှိတယ် half note က2ချက်ရှိသလို half rest ကလည်း2ချက်ရှိပါတယ်သူတို့နှစ်ခုမှမတူတာတော့ rest မှာဘယ်တော့မှတီးဖို့မလိုပါဘူးဒါပေမဲ့လည်း count လုပ်ဖို့တော့မမေ့ပါနဲ့နော်ဆက်ပြီးသွားမယ်ဆိုလို့ရှိရင် quarter note crotchet ကိုမြင်ရမယ် quarter note နဲ့ quarter rest သူကတော့တန်ဖိုးတစ်ချက်ရှိတယ်ဆက်ပြီးသွားလိုက်မယ်ဆိုလို့ရှိရင် 8 note quaver တစ်ဝက်ရှိတယ်ဆက်ပြီးသွားမယ်ဆိုရင်16 note ပြီးတော့ semi quaver တွေ့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာရှင်းပြချင်တာတစ်ခုရှိတယ်2 8 note equal 1 beat 4 16 note equal 1 beat ပေါ့နော်ဒါဆိုရင်ဒီဟာလေးကိုမြင်ဖို့လိုတယ်ဆိုတော့8 note တွေကို count လုပ်တဲ့အခါကျလို့ရှိရင်1 and 2 and 3 and 4 and လို့ count လုပ်ပြီးတော့16 note တွေကို count လုပ်တဲ့အခါကျလို့ရှိရင် 1E and A 2E and A 3E and A 4E and A ဆိုပြီးတော့ count လုပ်ပါတယ်ဒါကတော့ notes တွေရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးတော့ရှင်းပြသွားတာဖြစ်ပါတယ်ဒီနေ့ရှင်းပြသွားတဲ့သင်ခန်းစာမှာနားမလည်တာတွေရှိရင် comment box မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်နောက်တစ်ပတ်မှာလည်း music symbol နဲ့ပတ်သက်ပြီးတော့ပဲသင်ခန်းစာတစ်ပုဒ်ထပ်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်